ိုပုံးကိုရင်လေးရဲ့အိမ်မက်ရရှာတွေ့ခဲ့တဲ့ထန်ဆန်းနိုင်ကူပြည်သူများအားလုံးပဲမင်္ဂလာပါဗျထုတ်မဂ္ဂတင်ကနေပြန်လဲကြိုဆိုလိုက်ပါရစေထန်ဆန်းနိုင်ကူနဲ့ဟိုပုံးကိုရင်လေးကိုတော့မတိတဲ့သူလည်းမရှိတော့တလို့ကျမ်းမီတဝိုက်နမဲကျော်လာတဲ့ဗုဒ္ဓဘာသာဝင်တိုင်းအထွတ်မြတ်ထားကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ထန်ဆန်းနိုင်ကူကတောင်ကြီးမြို့မှာဟိုပုံးတို့12မိုင်ဟိုပုံးမှာလွိုင်းလန်းတိုင်း14မိုင်ခန့်ကွာမှာတည်ရှိတာပဲဖြစ်ပါတယ်ကားလန်အောက်ဘက်ပေ150ခန့်မှာတည်ရှိတာဖြစ်ပြီးဘူအမြင့်ကအမြင့်ဆုံးနေရာမှာဆိုရင်တော့ပေ60ခန့်မြင့်ပြီးအကျယ်ဆုံးနေရာကတော့ပေ200ခန့်ကျယ်ပါတယ်။ထန်သန်းကူကတတန်းရင်ထုံးကျောက်ကူတွင်အလွန်လှပလာတဲ့ကျောက်ဆက်ပန်းဆွဲများပုံစံမျိုးမျိုးမြေပေါ်မှာထိုးထွက်နေတဲ့ကြောက်သားတိုင်းပုံစံမျိုးမျိုးတို့နဲ့ဖွဲ့စည်းဖြစ်တည်ထားတာပဲဖြစ်ပါတယ်။ထန်သန်းကူတွင်တနေရာမှာရှိတဲ့ကျောက်ဆက်ပန်းဆွဲများဟာအဖြူရောင်အဝါရောင်အညိုရောင်စတဲ့အရောင်မျိုးမျိုးရှိကြသလိုတစ်သီးပုံများလမ်းဓားပုံများလိုက်ကာပုံတရံအတွန့်လိမ်များထီပြူမိခိုးရောင်ပုံတရံများနဲ့တပစွာတည်ရှိနေပါသည်ကြောက်သားနိုင်များရဲ့အရေးလိုက်ဖွဲ့စည်းဖြစ်ပေါ်နေမှုများနေရများရဲ့ကြောက်ဆက်ပန်းဆွဲများကြားနေပုံများဟာလည်းလွန်စွာထူးခြားလှပလွန်ပါသည်ဘူရှိကိုတော့အထူးခြားမသိရပေမဲ့လည်းပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာပအိုးတိုင်းသားများရဲ့ရှင်းလင်းလှုပ်ဆောင်မှုတွေကတော့ပေ6000ခန့်ထိရှင်းလင်းပြီးဖြစ်ပါသည်လာရောက်လေ့လာပူးမြော်သူများဝဲရောက်လေ့လာနိုင်တဲ့ကူအလျားကတော့ပေ3000ခန့်ဖြစ်ပါသည်ထန်သန်းကူကိုရှာဖွေတွေ့ရှိခဲ့သူကတော့ယနေ့အတွက်ကျွန်တော်တို့ထောက်မဂဇင်းကတင်ဆက်ပေးသွားမယ့်ဆရာတော်ဦးပေါ်ရိတ်ဟိုပုံးကိုရင်လေးပဲဖြစ်ပါသည်ဆရာတော်ရဲ့အိမ်မက်ရရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး2009ခုနှစ်ဇူလိုင်လ6ရက်နေ့မှာစတင်ကဖွင့်လှစ်နိုင်အောင်ကြိုးပမ်းခဲ့ကြပါသည်ဟိုပုံးကိုရင်လေးရှင်ပေါ်ရိတ်ဟိုပုံးမြို့နယ်လုံခုတ်ကျေးရွာအုပ်စုနောက်ကားကျေးရွာနီးခမီးတော်ဦးအင်တရာကောထွတ်မန်နဲ့မဲတော်တော်မွိုင်းနန်းတို့မှ1336ခုနှစ်ကဆုံလာပြေကျော်17ရက်နေ့1984ခုနှစ်မေလ16ရက်နေ့မှာတန့်စင်ဖွားမြင်တော်မူခဲ့ပါသည်။ဝေးချင်းမောင်နှမ3ဦးရှိကြတဲ့နဲ့အကြီးဆုံးသားဖြစ်ပြီးငယ်တမယ်ကတော့ခွန်မောင်အုပ်ဖြစ်ပါသည်။ဘယ်တင်ကလေးကတသက်လူကိုသာသုံးဆောင်ခဲ့ပြီးမေတ္တာဘာဝနာကိုနေ့စဉ်မပြတ်ကျင့်ကြံအားထုတ်ခဲ့ပါသည်။12နှစ်သားအရွယ်မှာတော့သံဃောကျွော်အုပ်စုဖိုတီကျွော်အနီးရသေးတောင်လိုင်းကူငယ်တွင်ရသေးဘွားနှင့်တပားလေးတော်ရဆောက်တည်ခဲ့ပါသည်။ထိုချိန်ကလေးကတရားများကိုဒုက္ခဆင်းရဲမှကယ်တင်နိုင်ရန်ဗုဒ္ဓသာသနာတော်မြတ်ကြီးကိုသတ္တတပံသာသနာပြုနိုင်ရန်သစ္စာဒိဋ္ဌံပြုပြီးတရားအားထုတ်ခဲ့တာပဲဖြစ်ပါသည်။ကိုပုံးကိုရင်လေးတတော်73နှစ်သားအရွယ်မှာဒေကြားပြဦးကျောင်းဆရာတော်ဦးကဝိဒကိုဥပ္ပဇေပြုကကုသိုလ်ရှင်ဆရာဦးအိုးဒေါ်မိုးယုံမိသားစုပွဲသားလုံးဒေါ်မိုးယုံမိသားစုနဲ့ယနေ့ရဝေးကုသိုလ်ရှင်အပေါင်းတို့ရဲ့ပစ္စည်းရောနှုတ်ကဟာတို့ကြောင့်ချင်းသာမဏေဖြစ်သို့ရောက်ရှိခဲ့ပါသည်။ဝဲမီတော်ကတော့ရှင်ဘောရိတ်တာဖြစ်ပါသည်။ကုသိုလ်ရှင်များကဟိုပုံးကိုရင်လေးလို့သာယခုချိန်ထိခေါ်တွင်ခဲ့ကြပါသည်။ချင်းသာမဏေငယ်ဘွားမှစာကရထဒူရာဝိပဿနာဒူရာဆိုတဲ့ဒူရာနှစ်ပြားကိုကြိုးပမ်းအားထုတ်ခဲ့ပါသည်။ရှင်ဘောရိတ်တာချင်းသာမဏေငယ်ဘွားမှစာပြီးရဝေးရနေနေတဲ့ရရမှာဒီညိုတရာတရားထက်တန်လာတဲ့ကုသိုလ်ရှင်အပေါင်းတို့ရဲ့လူဒန်းပူဇော်မှုစုစုတို့ကိုသာသနာပြုလုပ်ငန်းရရထံဥပ္ပဇေပြုဆရာတော်နဲ့သက်ဆိုင်ရာကျေးရွာမြို့နယ်တိုင်းပြည်နယ်ဩဝါဒစရိယဆရာတော်ကြီးများထံရန်ကြုံမှုခံယူခဲ့ပြီးဝီနီတော်နဲ့နိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့ဥပဒေစည်းမျဉ်းများနဲ့အညီဆောင်ရွက်ခဲ့ပါသည်။ပရိယတ်တိသာသနာတော်တိုးတက်ပြန်ပါရေးအတွက်သာမဏေငယ်များကိုပြည်တွင်းရှိစာသင်တိုက်ကြီးများမှအနံပေးခဲ့ပြီးဗုဒ္ဓစာပေများကိုသင်ကြားနိုင်အောင်နဝကမ္မဝိထုနဲ့ပြည်စည်းလေးပါးတို့ကိုပါထောက်ပံ့ပူဇော်ခဲ့ပါသည်။ရန်ကုန်မန္တလေးစကိုင်းမုံရွာမိထီလာကြောက်ပတောင်ပကံခီကျုံပြောတာဝတိရောင်ရွှေကြောင်ကြီးပြင်မနာစသည့်မျိုးပြစာတင်တိုက်ကြီးများမှာစုစုပေါင်းသံဃာတော်158ပါးရှိခဲ့ပါသည်။ရှင်ဘောရိတ်ရဲ့ဦးဆောင်စီမံမှုတွေကြောင့်အချိန်ကြာမြင့်စွာယိုယွင်းပျက်စီးနေခဲ့တဲ့ချေအောင်စီရီပထိုးများကိုဗတ်စုံပြုပြင်တည်ဆောက်ခြင်းပြည်နယ်ပြည်မအနှံပြားရှိစီရီတော်များသာသတိကအစာအုပ်များရေရင်းရေကန်အုံတော်ကြီးကြောင့်စားတဲ့ဘာသာရေးဆိုင်ရာအဆောက်အဦများကိုပြန်လည်ပြုပြင်တည်ဆောက်ပူဇော်ခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။ချမ်းပြည်နယ်တွင်မြို့နယ်9ခုရှိရိုးရင်းပျက်စီးနေခဲ့တဲ့ချေအောင်စီရီတော်190စုပြည်နယ်ပြည်မအတွင်းဂရီတော်140စုစုစုပေါင်းဂရီတော်310စုကိုလည်းပူဇော်ထားနိုင်ခဲ့ပြီးဖြစ်ပါသည်။သဘာဝလိုင်ကူတော်ပါဝင်တိုင်ကူတော်3ခုကိုလည်းဘူပွင့်ပူဇော်ထားပြီးဖြစ်ပါသည်။ဆရာတော်ရှင်ဘောရိတ်သာသနာပြုနိုင်ဖို့ရန်အတွက်သာတင်သစ္စာဒိဋ္ဌံပြုခဲ့တဲ့1989ခုနှစ်မှာစတင်ကထန်သန်းဗုဒ္ဓလိုင်ကူတော်ကိုစတင်ကူပွင့်ပူဇော်ခဲ့တဲ့2009ခုနှစ်ထိနှစ်ပေါင်း22နှစ်ကြာမြင့်ခဲ့ပါသည်။
အဆိုပါကာလတစ်လျှောက်လုံးမှာဆိုရင်လည်းဆရာတော်ရဝေးရန်ဤပြည်တွင်ပြည်ပကုသိုလ်ရှင်များရဲ့ရည်စည်းလေးပါကာယအားယာနာအားကုသိုလ်ထောက်ပံ့များကိုဝင်းဤတော်နဲ့ညီဆရာတိုင်ကာတို့ရဲ့ယုံကြည်ညီညွတ်မှုကားတွေနဲ့ပဲသာသနာတော်ဖွံ့ဖြိုးတိုးတက်မှုအရှိန်ဟုန်ကောင်းကိုရရှိအောင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဒီဆောက်ပူဇော်ခဲ့သမျှတသနိကအဆောက်အဦများဗုဒ္ဓလိုင်ကူတော်များတည်တံ့ခိုင်မြဲ၏တရားမှုပြည်သူများပြလုံခြုံအေးချမ်းရေးတို့အတွက်ဒေသခံဆရာဒါရကာတို့ရဲ့အင်အားတွေနဲ့ပဲဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ခံစားဗုဒ္ဓလိုင်ကူတော်ဒီရှိရာအရာမြို့ကများနဲ့အလန်းဝေးကွာပြီးလက်နက်ကင်တောင်းကျမ်းမှုများလည်းရှိကြတယ်။မငြိမ်းချမ်းတဲ့နေမြေတစ်ခုဖြစ်ပါတယ်။2003ခုနှစ်နဲ့2004ခုနှစ်ကြားကာလပြည်တိုင်းမြို့တွင်ဗန်းရီကြီးရွာအုပ်စုပိုပုံးတောင်ကြီးမြို့နယ်များအတွင်းဗုဒ္ဓရုပ်ပွားတော်များခိုးယူခံရမှုရုပ်ပွားတော်ကြီးများအားဥပေါင်းတော်ဖြတ်ခိုးမှုဒါရင်ဗုဒ္ဓသာသနာတော်အတွက်အပြည့်အစုံအရာပေါ်ပေါက်ခဲ့ပါတယ်။အဲ့ဒါတွေရဲ့နောက်ပိုင်းကာလများမှာတော့ထန်တန်းဗုဒ္ဓလိုင်ကူတော်တို့ပြည်တွင်းပြည်ပနဲ့ညမှာဘုရားဗုဒ္ဓရောက်သူများလည်းတိုးတက်များပြားလာခဲ့ပါတယ်။အမီအေဂျင့်တာယာရေးအတွက်အပြာမောက်အန်ရီကာကွယ်နိုင်ဖို့ရန်အတွက်လုံခြုံမှုလိုအပ်ကြောင်းတည်လာခဲ့ကြပါတယ်။ဒါကြောင့်ပဲတိုးတက်ထွန်းကားလာပြီးဖြစ်တဲ့ထန်တန်းနိုင်ကူတော်ဝိုင်းထန်တန်းနိုင်ကူသာသနာနယ်မြေလုံခြုံရေးဘုရားဘူးပြည်သူလူထုလုံခြုံရေးအတွက်ထန်တန်းဗုဒ္ဓလိုင်ကူတော်ဂောဘကအဖွဲ့မှချိုးပန်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီးဗုဒ္ဓဘာသာဝင်များဒေသခံတိုင်းသားလူ